ကဲအခုတော့အဖြစ်များနေတဲ့နှာစီချောင်းဆိုဖျားနာနော်ပြီးလို့ရှိရင်လေချောင်းနာနော်တလိပ်ဖွက်ဒါမှချောင်းပြောက်ဆိုးပေါ့ဒါမျိုးတွေနဲ့ပတ်သက်ပြီးပြောမယ်ကျွန်တော်ကိုယ်တိုင်လည်းခံစားနေရတယ်ပေါ့နော်ဒီချင်းမင်းတို့လည်းဒီလိုစောင်းရာသီရောက်ခံနေမှာဒါမျိုးကခံစားမှာကလေးရစာလူကြီးကြီးပေါ့နော်အဲ့တော့အဓိကတော့ကျွန်တော်တို့ကဒီလိုမျိုးရာသီဥတုပြောင်းလဲနေမှာကိုခါတက်စေဖို့လိုတယ်အားရှိအစားတောက်တွေစားမယ်အေးပြတ်မခံဘူးပင်မနှမ်းတဲ့မှုတွေကိုချော့ချမယ်ပေါ့နော်အခုလက်လှူရှာအစားလေးလုပ်မယ်အစားတောက်တွေကိုအများကြီးပြောတဲ့တီးရွက်သားကအကုန်စားပေါ့နော်အဲ့ဒါတွေနော်လုပ်ရမယ်လေးစင်ကန်လည်းလုပ်ရမယ်ကျွန်တော်အလကားရတဲ့ဗီတာမင် D3 ပေါ့ပြောရင်ဒါမလည်းခင်နေအောင်ကြီးကနေပြီးတော့နော်နေဦးစားလုံနေပေါ့အဖိုးဖွားနေဦးစားလုံနေဒါလည်းဗီတာမင် D3 ရပြည့်တဲ့အချက်တွေပဲနော်ဒါတွေလောက်ရမယ်နော်ပြောချင်ကျွန်တော်တို့နဲ့သဝေသဝါဖြစ်နေတာကွန်မွန်ကိုပေါ့နော်ချမ်းတုံဖျားတာနဲ့နော်ကိုဗစ်လိုမျိုးဖြစ်တာနဲ့တုတ်ကွေးဖြစ်တာနဲ့ဘာကွာလဲပေါ့နော်အဲ့ဒီမှာကျွန်တော်တို့ကိုဗစ်ကကျွန်တော်ဘာဖြစ်လဲဆိုတော့ကျွန်တော်တို့အသက်ရှူနော်ဖတ်တာမျိုးတွေဖြစ်မယ်ပြီးလို့ရှိရင်နှာရည်မယူဘူးနှာမသိဘူးနော်ပြီးလို့ရှိရင်ငါပြောတယ်ကြွက်သားတွေနာတာတို့နော်ဟိုဖျားတာတို့ဒါတွေတော့ရှိတယ်လူကကျတော့ဘာဖြစ်နှာရည်ယူတာဒါသူကနှာလုံးဝယူပဲနှာစီးတယ်ကြွက်သားနာမယ်သူကတခုရှာအသက်ရှူလမ်းကြောင်းနဲ့ပတ်သက်ပြီးမောတာဘာသာတိတ်မရှိဘူးအဲဒါတော့ဒါနဲ့ပတ်သက်ပြီးတော့ဗာဆေးတွေစောင်းထားတဲ့နဲ့ဘာစီတွေတောက်တင်တယ်ဒါလေးကိုချက်ပြီးပြောပြပါမယ်ဒီချင်းမင်းတို့လည်းဘယ်လိုခံစားနေရလဲဒီခံစားနဲ့ပတ်သက်ပြီးလက်ရှိယောဂနဲ့ပတ်သက်ပြီးတော့ဘယ်လိုဖြစ်နေလဲဘာစီတောက်မှမသိဘူးဒုတိယဖြစ်တယ်ဆိုရင်ကျွန်တော်ရဲ့ comment ပေါ်မှာလာရေးပါကျွန်တော်အများကြီးဆွေးနွေးပြပါမယ်အားလုံးကျေးဇူးတင်ပါတယ်